2026ခုနှစ်ပြည်ပဆိုင်ရာတမဝမ်မနေ့နဲ့ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အခမ်းအနားကိုဒီနေ့မနက်ပိုင်းမှာနေပြည်တော်ရှိရုံးမတ်16တမဝမ်မနေ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးချုပ်မှကျင်းပပါတယ်။အခမ်းအနားကိုတမဝမ်မနေ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးစောသိန်းစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းအောင်ဒုတိယဝန်ကြီးများပါမောက္ခချုပ်များသက်ဆိုင်ရာဌာနများမှဖိတ်ကြားထားသူများပညာရှင်များတမဝမ်မအသင်းစုချုပ်များလုပ်ငန်းရှင်များနဲ့မိဖက်အဖွဲ့အစည်းများသတင်းမီဒီယာများတက်ရောက်ကြပါတယ်ပထမဦးစွာပြည်ထောင်စုဝန်ကြီးဦးမျိုးတော်သိန်းက2026ခုနှစ်ပြည်ပဆိုင်ရာတမဝမ်မနေ့နဲ့ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်အခမ်းအနားကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတအကမဟာသရီစီသူအကမဟာသရီသူဓမ္မဦးမင်းအောင်လှိုင်ကပေးပို့တဲ့တဝန်လာအားဖတ်ကြားပါတယ်အဲဒီနောက်ဗဟိုတမဝမ်မအသင်းလီမိတက်အသင်းဝင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးတမဝမ်မအသင်းစုဒါရိုက်တာဒေါ်တင်စာဝင်းကအပြည်ပြည်ဆိုင်ရာတမဝမ်မအဖွဲ့ချုပ်ကပေးပို့တဲ့တဝန်လာအားဖတ်ကြားပြီးအပြည်ပြည်ဆိုင်ရာတမဝမ်မနေ့ဂုဏ်ပြုဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကိုကြည့်ရှုပါတယ်အဲဒီနောက်အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနမှပေးပို့တဲ့တဝန်လာဝမ်းမြောက်စကားရက်ကော့ဗီဒီယိုကိုပြသပြီးကျေးလက်ဖွံ့ဖြိုးရေးအကောင့်ထဲပေါ်ဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုအားပြသပါတယ်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးဦးမျိုးတော်သိန်းဦးမင်းအောင်နဲ့တာဝန်ရှိသူများကပြည်ပြည်ဆိုင်ရာတမဝမ်မနေ့ထိမ်းမဲ့စွမ်းဆောင်ရည်ကောင်းဆုံးတိုင်းဒေသကြီးပြည်နယ်တမဝမ်မအသင်းစုချုပ်စုစွမ်းဆောင်ရည်အကောင်းဆုံးမြို့နယ်တမဝမ်မအသင်းစုကုန်ထုတ်လုပ်ငန်းများအကောင်းဆုံးစွမ်းဆောင်နိုင်သည့်အခြေခံတမဝမ်မအသင်းစုကုန်သွယ်မှုလုပ်ငန်းများအကောင်းဆုံးစွမ်းဆောင်နိုင်သည့်အခြေခံတမဝမ်မအသင်းစုဝန်ဆောင်မှုလုပ်ငန်းများအကောင်းဆုံးစွမ်းဆောင်နိုင်သည့်အခြေခံတမဝမ်မအသင်းစုကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနှင့်အထိမ်းအမှတ်ဖြင့်ကျေးလက်ဖွံ့ဖြိုးရေးဘတ်စုံထူးချွန်စုမြသိန်းအောင်ကျေးရွာစီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်နိုင်မှုစုကျေးရွာပတ်ဝန်းကျင်စီမံခန့်ခွဲမှုစံပြစုကျေးလက်ရေရရှိရေးနှင့်ကျန်းမာတန့်ရှင်းရေးအကောင့်ထဲပေါ်ဆောင်ရွက်နိုင်မှုစုများကို၎င်းချီးမြှင့်ပေးရပါတယ်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများကသက်ဆိုင်ရာဝန်ကြီးဌာနလိုက်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနဲ့ပြည်ပဆိုင်ရာတမဝမ်မနေ့ထိမ်းမဲ့တိုင်းဒေသကြီးပြည်နယ်တမဝမ်မအသင်းများရဲ့ထုတ်ကုန်ပစ္စည်းများလူသုံးကုန်စားသောက်ကုန်ပစ္စည်းအယောင်ပြကမ်းများကိုလှည့်လည်ကြည့်ရှုအားပေးကြပါတယ်အဆိုပါတိုင်းဒေသကြီးပြည်နယ်တမဝမ်မအသင်းများရဲ့အယောင်ပြကမ်းများကိုအခုလ3ရက်နေ့မှာဇူလိုင်လ9ရက်နေ့ထိဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ပြီးမည်သူမဆိုလာရောက်လေ့လာဝယ်ယူနိုင်တယ်လို့သတင်းရရှိပါရခင်ဗျာ